အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါဒီကနေ့တော့ကျွန်တော်တို့တစ်ခါပြန်လည်ပြီးမှတဲတော်နဲ့လူဆိုတဲ့ခေါင်းစဉ်ထဲမှာအတူတကွနှုတ်ဘတ်တော်အဖြစ်ခွန်အားယူကြပါစို့ဆိုတော့တမန်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာတဲတော်အကြောင်းကိုဖော်ပြထားတဲ့အရာတွေတွေ့ရတယ်ဗျာဒိတ်ကျမ်းအခန်းကြီး27အပိုင်းရဲ့3မှာကောင်းကင်မှာအကြီးသောအတန်ကဘုရားသခင်၏တဲတော်သည်လူတို့တွင်ရှိလို့တမန်ကျမ်းစာကဆိုပါတယ်ကြည့်တဲ့အခါမှာဘုရားသခင်ရဲ့အသေးတော်ဟာဘယ်အထက်မှာရှိတယ်လဲဆိုရင်လူတို့တွင်ရှိလို့ပြောထားပါတယ်။တဲတော်နဲ့ဒီနေ့လူတွေရဲ့အပေါ်မှာဘုရားရဲ့အရွယ်ချက်ကဘာရှိတယ်လဲဆိုတဲ့အရာကိုနှုတ်ပတ်တော်အပြင်ခွန်အားယူရအောင်။ဆိုတော့ဓမ္မဟောင်းကျမ်းထဲမှာကြည့်တဲ့အခါမှာထွမြောက်ကျမ်းအခန်းကြီး26နဲ့29မှာကြည့်တဲ့အခါမှာတဲတော်ရဲ့တိဆောက်ခြင်းတွေကိုကျွန်တော်တွေ့ရတယ်။တဲတော်တိဆောက်ဖို့အတွက်အဲ့ဒီတဲတော်ပုံစံကိုဖျားကိုယ်တိုင်ပဲဘလို့ဆောက်ရမယ်ဘာတွေထည့်ရမယ်ဘလို့မျိုးအရာတွေလိုအပ်တယ်လဲဆိုတဲ့အရာကိုဖျားသခင်ကသူစီစဉ်ပေးတာဖြစ်တယ်။ဖျားသခင်စီစဉ်ထားတဲ့အတိုင်းကိုမောရှေဦးဆောင်ပြီးမှသူတဲတော်ကိုတည်ဆောက်ကြတယ်။အဲ့တဲတော်အထက်မှာသုံးရမယ့်အတုံးအဆောင်တွေကအစဘယ်လိုမျိုးနေရာမှာဘလို့ထားမယ်ဆိုတဲ့နေရာကအစအစီအစဉ်တစ်ခုချင်းစီတိုင်းကိုဖျားကဖော်ပြတယ်ဖျားကဖွင့်ပြတယ်ဖျားကလမ်းပြတဲ့အတိုင်းဒီနေ့သူတို့ကလှုပ်ဆောင်သွားတာဖြစ်တယ်တိဆောက်သွားတာဖြစ်တယ်ပြောချင်တဲ့အရာကအဲ့ဒီတဲတော်တိဆောက်ရခြင်းရဲ့ဖျားရဲ့ရွေချက်ကတဲတော်မှာဖျားနဲ့ပတ်သက်တဲ့အရာတွေကိုလှုပ်ဆောင်ဖို့ဖြစ်တယ်ဆိုတော့ဒီကနေ့အဲ့ဒီတဲတော်ဟာတဲ့ဒီနေ့ဓမ္မတိကာလမှာရောက်လာတဲ့အခါမှာဖျားကဘယ်လိုပြန်ပြောထားတယ်လဲဆိုရင်လူတို့အထဲမှာရှိတယ်ဆိုတော့ဖခင်ရဲ့ရွေချက်ကပါလေဒီနေ့ကျွန်တော်တို့ဟာတနည်းအားဖြင့်ဖခင်တခင်ရဲ့တဲတော်ဖြစ်တယ်တဲတော်ဟာဘာလို့ဖို့လဲဆိုရင်ဖခင်နဲ့ဆိုင်သောအရာတွေကိုပြုဖို့ဖြစ်တယ်ဖခင်နဲ့ဆိုင်တဲ့အမှုတွေကိုပြုဖို့ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မြင်ရမယ့်အရာသိရမယ့်အရာဟာကျွန်တော်ကဖခင်ရဲ့တဲတော်ဖြစ်တယ်အဲ့ဒီထဲမှာအရေးကြီးသောအရာကတဲတော်မှာကဘာလို့ဖို့လဲဆိုရင်ဖခင်ရဲ့အတန်ကိုကြားရဖို့ဖြစ်တယ်ဆိုတော့ဒီနေ့သူစားပဲဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာဖခင်ဟာပြောထားတယ်ကျွန်တော်တို့ဟာဖခင်ရဲ့တဲတော်ဖြစ်တယ်ပြောချင်တဲ့အရာကကျွန်တော်တို့မှာဖခင်ရဲ့အတန်ကိုကြားဖို့ဖြစ်တယ်ကျွန်တော်တို့စီမှာဖခင်ရဲ့အတန်နဲ့အလုပ်လုပ်ဖို့ဖြစ်တယ်ဖခင်ရဲ့အတန်နဲ့တွားဖို့ဖြစ်တယ်တင်းရဲ့နေ့ရက်စဉ်တိုင်းအသက်ရှင်မှုထဲမှာဖခင်ရဲ့အတန်အားဖြင့်တင်တွားဖို့ဖြစ်တယ်တမဟောင်းကာလမှာကြီးတဲ့အခါမှာဣသရေလလူမျိုးတွေတဲတော်မှာဖခင်ရဲ့အတန်ကိုကြားပြီးမှအဲ့ဒီဖခင်ရဲ့အတန်အတိုင်းတို့တွားတာဖြစ်တယ်ဒါကြောင့်အဲ့ဒီတဲတော်ဟာနောက်တစ်ခုဘာလို့အပ်တယ်လဲဆိုရင်တန့်ရှင်းဖို့လိုအပ်ပါတယ်ထိုနည်းတူစွာပဲကျွန်တော်တို့ရဲ့ဘဝအတ္တတာဟာလည်းဖခင်ရဲ့ရှေ့မှာတန့်ရှင်းနေဖို့လိုတယ်တန့်ရှင်းနေမှပဲဖခင်ရဲ့အတန်ကိုကျွန်တော်ကကြားရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တတာဟာကျွန်တော်တို့ဘဝဟာဖခင်ရဲ့ရှေ့မှာတန့်ရှင်းနေဖို့လိုတယ်ဖခင်ရဲ့အတန်ကိုကြားနေဖို့လိုတယ်ဒါကြောင့်ကျွန်တော်အရောက်ချင်းစီတိုင်းတတိထားရမယ့်အရာမှတ်ထားရမယ့်အရာကကျွန်တော်တို့ဟာဖခင်ရဲ့တဲတော်ဖြစ်တယ်တဲတော်ဆိုတော့အရာဟာဖခင်နဲ့ဆိုင်တဲ့အမှုကိုပြုဖို့ဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ချစ်တော်မိတ်ဆွေကျွန်တော်တို့ရဲ့ဘဝအတ္တတာအားဘာတွေကိုပြုလုပ်နေတယ်လဲဒီနေ့ဖခင်ပြုစေခြင်းသောအရာကကျွန်တော်တို့အားဖြင့်လောကထဲမှာဖခင်နဲ့ဆိုင်တဲ့အရာဖခင်ရဲ့အမှုကိုပြုဖို့ဖြစ်တယ်ဓမ္မဟောင်းကာလမှာဖခင်ကတဲတော်ကိုတည်ဆောက်ရခြင်းရဲ့အရွယ်ချအဲ့ဒီတဲတော်မှာဖခင်နဲ့ဆိုင်တဲ့အမှုကိုပြုဖို့ဖြစ်တယ်။အဲကြောင့်ဒီနေ့အဲ့ဒီတဲတော်ဟာတဲ့လူတို့ရဲ့အထဲမှာရှိတယ်။ဗျာဒိတ်ကျမ်းအခန်းကြီး27အပိုင်းငယ်3ထဲမှာပြောထားပြီးသားဖြစ်တယ်။အဲကြောင့်ဘာကိုဆိုလိုတာလဲဆိုရင်ဖခင်ကကျွန်တော်တို့အားဖြင့်သူ့ရဲ့အမှုကိုပြုချင်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်ရှင်မှုဟာဖခင်ရဲ့အမှုတော်အတွက်ဖြစ်ရမယ်။ကျွန်တော်တို့ရဲ့အသက်ရှင်မှုဟာဖခင်ရဲ့အလိုတော်အတွက်ဖြစ်ရမယ်။ကျွန်တော်တို့ရဲ့အသက်ရှင်မှုဟာဖခင်ရဲ့လမ်းပြခြင်းအတိုင်းဖြစ်ရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာပြင်ဆင်ရမယ့်အရာကျွန်တော်တို့အသက်တာထဲမှာဖြည့်ဆည်းရမယ့်အရာကျွန်တော်တို့အသက်တာထဲမှာဖြစ်နေမယ့်အရာတွေကလည်းအရာအလုံးကဖခင်ရဲ့အစီအစဉ်ထဲမှာဖခင်ရဲ့ပြင်ဆင်ခြင်းထဲမှာကျွန်တော်ကတွားဖို့ဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့နှုတ်ကပတ်တော်အပြင်ဝေငှခွန်အားပေးခြင်းတာဖြစ်တယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေတဲတော်နဲ့လူဟာဖခင်ရဲ့အမှုကိုပြုဖို့အသက်ဖြစ်တယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်အပြင်ဤများလောက်ဝေငှတတုံခွန်အားပေးပါတယ်။အရောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။